ဒီဝါပြီးခေါင်းပြောင်နေတဲ့လူကြီးကခနန်းလေးအများကြီးကိုလွှင့်ပြနေတော့ရုတ်တရက်သူ့ညီမရောက်လာပြီးနင်ကစုပ်ပြတ်တနေတဲ့ကောင်လေးဒီခနန်းလေးကငါစီးရဝဲလာတာဘာလို့လွှင့်ပြလိုက်တာလဲလို့ပြောတယ်အဲ့ဒီဝါတဲ့လူကြီးကလည်းဒီခနန်းတွေကတော်တော်လေးစုပ်ပြတ်တနေတာအဲ့ဒါကြောင့်လွှင့်ပြလိုက်တာကောင်မလေးကဒီခနန်းတွေကမစုပ်ပြတ်တတ်ပါဘူးနင်ကစုပ်ပြတ်တနေတာနင်ကဘိုင်ဖူးစင်ကြီးလို့ပြန်ပြောတယ်အဲ့ဒီဝါတဲ့လူကြီးကနင်ကအရန်ကိုရိုင်းဆိုင်တာပဲနင်ရောဒီစုပ်ပြတ်တတ်နေတဲ့ခနန်းတွေရောငရဲသွားဆိုင်လို့ပြောပြီးထွက်သွားပါလေရောအဲ့ဒီဝါပြီးခေါင်းပြောင်တဲ့လူကြီးထွက်သွားတာနဲ့ခေါင်းမလေးကခနန်းတွေအားလုံးကိုအမြန်ကောက်ယူပါတော့တယ်ကောက်ယူပြီးတော့ရေအပြည့်ထွက်ထားတဲ့အိုးထဲကိုယူသွားပြီးထဲချလိုက်ပါတယ်ပြီးတော့ခနန်းတက်ကောင်ချင်းစီကို brush နဲ့ပုတ်တိုက်ပြီးတေချာစီးကြပါတယ်အဲ့ဒီနောက်တစ်သားပေါင်းအိုးထဲကိုတံပြားသီးအချက်တွေအများကြီးထည့်ပြီးခနန်းတွေအားလုံးကိုတကောင်ချင်းစီထည့်ပါတယ်အပေါ်ကနေတံပြားသီးအချက်တွေပို့ပြီးထပ်ထည့်ပါသေးတယ်ပြီးတော့ပေါင်းအိုးကိုဒေအိုးကြီးတစ်ခုပေါ်တင်းပြီးအဖုံအုပ်ခနန်းတွေကိုပေါင်းလိုက်ပါတယ်ခဏကြာမှတော့ခနန်းတွေကကောင်းကောင်းမွန်မွန်ပေါင်းပြီးသားဖြစ်နေပါပြီပြီးတော့ခနန်းအားလုံးကိုနှစ်ပိုင်းပိုင်းပြီးစီအပြည့်ထည့်ထားတဲ့ဒေအိုးထဲထည့်ပြီးကောင်းကောင်းကြော်လိုက်ပါတယ်ခနန်းတွေကောင်းကောင်းကြော်ပြီးတာနဲ့ဒေအိုးထဲကနေပြန်ဆယ်ယူလိုက်ပါတယ်နောက်ထပ်ဒေအိုးထဲကိုလွတ်ခွက် sauce တစ်မျိုးထည့်ပြီးကြော်ထားတဲ့ခနန်းတွေအားလုံးကိုပြန်ထည့်ပါတယ် sauce အမျိုးမျိုးနဲ့နောက်ဆုံးမှာတော့ဟင်းသီးဟင်းရွက်တွေအများကြီးထည့်လိုက်ပါတယ်တကယ်ချင်းတို့ရေဒီလောက်ပင်ပန်းပန်းလှုပ်ထားတာမို့လို့ဒီဗီဒီယိုလေးကို like လုပ်ပြီး channel ကို subscribe လုပ်ပေးကြပါအောင်နော်ပြီးတော့ကိုဟင်းရတွေကိုလည်းပို့ပြီးအရသာရှိစေချင်တယ်ဆိုရင် screen bar ကိုနှိပ်ပြီးဒီလွတ်ခွက်အချိုရည်ကိုပဲယူနိုင်ပါတယ်နောက်ဆုံးတော့ခဏကြာမှအရသာရှိတဲ့ဆက်ဆက်လေးခဏနဲ့အစင်းသင့်ဖြစ်နေပါပြီအဲ့ဒါနဲ့သူလည်းဒေအိုးထဲကနေအမြန်ဆက်ယူလိုက်ပါတော့လေအရသာရှိတဲ့ခဏတွေကိုမြင်လိုက်တာနဲ့အဲ့ဒီဝါပြီးခေါင်းပြောင်နေတဲ့လူကြီးကယူထွာနေတဲ့အတိုင်းတိုက်ခိုက်ပြီးလူယူတိအောင်လို့စားပါတော့တယ်တကယ်ချင်းတို့ရေခင်ဗျားတို့အိမ်မှာလဲကျွန်တော်အကိုလုံးမျိုးအစားပိုင်းတော့အစားတောက်တိုင်းကစုပ်ပြတ်တတ်တယ်လို့ပြောပြီးနောက်ကြတော့အများဆုံးစားတတ်တဲ့သူမျိုးရှိလား